TikTok ဗီဒီယိုတွေတင်တဲ့အခါမှာ trending ဖြစ်နေတဲ့သချင်းတွေမသိလို့ရှိရင်ဒီလိုရွေးမင်္ဂလာပါ Digital ရဲ့ founder ကိုစရာဖြိုးပါနံပါတ်1က TikTok search bar ကိုအသုံးချပါ TikTok search bar မှာ viral sound trending music popular background music ဆိုပြီးတော့ရိုက်ပြီးတော့ရှာကြည့်ပါပေါ်လာတဲ့ဗီဒီယိုတွေက view တစ်သိန်းအထက်ဖြစ်နေလို့ရှိရင်အဲ့ဒီဗီဒီယိုတွေမှာသုံးထားတဲ့သချင်းတွေက trend ဖြစ်နေတဲ့သချင်းတွေဖြစ်ဖို့များပါတယ်နံပါတ်2 commercial sound library ကိုကြည့်ပါ business account မှာဗီဒီယိုတင်လို့ရှိရင်သချင်းတော်တော်များများ copyright ညှိဖို့များတယ်ဗျဒါပေမဲ့ TikTok ကနေအသုံးပြုခွင့်ပေးထားတဲ့သချင်းတွေက commercial sound library ထဲမှာရှိပါတယ်အဲ့ဒီသချင်းတွေကိုသုံးလို့ရှိရင် copyright မညှိပါဘူးခင်ဗျအဲ့ဒီထဲမှာလည်း trend ဖြစ်နေတဲ့သချင်းတွေရှိတတ်ပါတယ်နံပါတ်3 for you page ကိုကြည့်ပါသချင်းတစ်ပုဒ် trend ဖြစ်လာလို့ရှိရင် for you page မှာအများဆုံးတွေ့ရတတ်ပါတယ်ဗီဒီယိုတင်တဲ့လူတွေ9ယောက်နဲ့အထက်သုံးထားတဲ့သချင်းကအတူတူဖြစ်နေလို့ရှိရင်အဲ့ဒီသချင်းကို trend ဖြစ်နေတဲ့သချင်းဖြစ်သတ်မှတ်လို့ရပါတယ် for you page ကနေလည်းရှာလို့ရပါတယ်အဲ့ဒီနီလန်းလေးတွေကတော့ကျွန်တော်ကိုယ်တိုင်သုံးနေတဲ့နီလေးတွေဖြစ်ပါတယ်ကိုက trend ဖြစ်နေတဲ့သချင်းတွေ trend ဖြစ်နေတဲ့ music တွေမသိဘူးဆိုလို့ရှိရင်ကျွန်တော်တော့အရှိမပြပြခဲ့တဲ့နီလန်း3ခုတည်းကတစ်ခုခုတောင်းမဟုတ်တစ်ခါလေ3ခုစလုံးတစ်ပြိုင်တည်းရှာလေးရှိပါတယ်အဆင်ပြေကြပါစေဗျTikTok video creation TikTok marketing နဲ့ပတ်သက်ပြီးတော့နောင်လဲဘူးသူရရဖို့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော် Digital page လေးကို like and follow လေးလုပ်ခဲ့ပေးပါအောင်เนาะအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ